10-7 လာ collaboration ဘာမီ10-7 collaboration ဘာညာလုပ်ပြီးတော့ကလေးတွေကအများကြီးနိုင်ငံတကာပွဲတွေအတွက်ကိုကြိုပြင်ဆင်နေလို့ကျွန်တော်ဟိုနေ့ကတွေ့တော့ဝမ်းတာနေအဲ့တော့ထားပါတော့အခုကျွန်တော်တို့ကလေးတွေအခု YG နဲ့ဒီ10-7ကလေးတွေနဲ့ဆိုရင်တသင်းနဲ့နှစ်သင်းနဲ့ကထားပါအဲ့လိုတခြားသင်းတွေရှိအောင်မယ်ဗျာအဲ့တော့အားလုံးမြန်မာနိုင်ငံရှိသမျှအသင်းတွေကတသင်းကနေပြီးတော့နိုင်မွားရင် MICT တွေကိုသွားပြိုင်ပြီးတော့အဲ့ကနိုင်မှကျွန်တော်တို့က MA ကိုသွားပါအဲ့လိုလားဟုတ်တယ်အမေလိုမျိုးပြရတယ်အဲ့ MCT ဆိုတဲ့ဟာကြီးကကျွန်တော်တို့တကယ်ကောင်းခဲ့စရာကြီးဆရာကျွန်တော်ပြောပြမယ်အဲ့လိုမျိုးကျွန်တော်တို့ကတခြားဒီ MDN တွေ MDN ဖိလစ်ပင်းတွေကအသေးနဲ့ကျွန်တော် top 5ရမယ်တကယ်ဆိုကျွန်တော်တို့လိုချင်တာရှင်းလေးအဲ့လိုဆိုရှင်ညာဆရာကျွန်တော်ကအခုကြည့်နေရဗျာကျွန်တော်ရန်နားမလဲဘူးเนาะရန်နားမလဲဘူးဒါပေမဲ့ဟို BG ကအခုပြန်ပြီးတော့ဖွဲ့စည်းရနှစ်သင်းပေါင်းပြီး collab လုပ်တယ်ဆိုတာဆရာသူတို့လည်းတော်တော် international ဟုတ်တယ်တော့ collab လုပ်တာတဲ့ကျွန်တော်တို့ထင်တော့ဒီ10-7 player တွေနဲ့ဖက်ကွာပလီယာတွေကိုပေါင်းပြီးတော့ကျွန်တော်အသင်းတစ်ခုဖွဲ့လိုက်တယ်အဓိကကျွန်တော်တို့ဒီအများကြီးပြင်ဆင်ထားတယ်ဒီ MA တို့ဆရာစဉ်းစားကြည့် YG နဲ့သူတို့နဲ့ final မှာထိတ်တိုက်တွေသင်းကြံခဲ့ရမယ်ဆိုရင်ဆရာစောင်းရန်ဝမ်းနေဖို့ကောင်းတကယ်ဝမ်းနေမှာပြီးတော့ကျွန်တော်နိုင်ဝမ်းတဲ့သင်းကလည်း MCD မှာပြုတ်သွားနိုင်တယ်ဆိုတော့ MA မှာကျွန်တော်တို့မြန်မာအင်ဒို MDN အင်ဒိုတို့ MDN ဖိလစ်ပင်းတို့ဗျာအဲ့လိုမျိုးကျွန်တော်စကန်အဲ့လိုမျိုး development league ကကောင်းနေဗျာဆိုတော့အဲ့ကြတော့ဟိုခြေကျော်လက်ကျော်ဖြစ်သွားနိုင်တယ်ဆိုတော့ MA မှာကျွန်တော်တို့မြန်မာအသင်းသင်းမပါတာမျိုးလဲဖြစ်သွားနိုင်တယ်ဒါကျွန်တော်ဆရာကိုကျွန်တော်ဒီလေးကျွန်တော်အရင်ဆုံးရှင်းပြအောင်မယ်အဲ့လိုကျွန်တော်တို့က EWC စက္ကဲမင်းတို့ MA မပါနဲ့ဆိုတော့ဖြစ်သွားနိုင်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကလိုချင်တယ်ကျွန်တော်တောင်းဆိုနေရဆရာတခုရှိရတယ်ကျွန်တော်စဉ်းစားတာခေါင်းထဲမှာကျွန်တော်ကပြောချင်တယ်ဒီမွန်းတိုဘက်ကတာဝန်ရှိတဲ့သူတွေရောကျွန်တော် region ဘက်ကเนาะတာဝန်ရှိတဲ့ဘာဖြစ်လို့ကျွန်တော်တို့အဲ့လို D-run လုပ်ပြတာလဲမသိဘူးဆရာကျွန်တော်အဲ့လိုမျိုးဗျာ M4 တော့ထင်တယ်ကျွန်တော်ထင်တယ်အဲ့တော့မဲခေါင် region ဆိုတာမသိအဲ့လိုမျိုးနည်းနည်းကစားတဲ့အသင်းတွေနဲတဲ့အသင်းတွေကိုတစ်ခေါက်ပြန်ခိုင်းတာမျိုးရှိတယ် Okay အဲ့လိုမျိုးဆိုလက်ခံမေးလို့ရတယ်ကျွန်တော်တို့စီမှာဘာလို့အဲ့လိုမျိုး D-run လုပ်ပြရကျွန်တော်တို့စီမှာကစားတဲ့အသင်းတွေမကောင်းလို့လားလို့ပြောအောင်လဲဇာရဲ့အခုမှကျွန်တော်စကန်ယူပြထားတယ်ဗျာစကန်ဟိုမှာအပြတ်ရိုက်ခံရမျိုး3-0တွေပါမဟုတ်ကျိန်းနေဆိုဒီမှာရှုံး